ကိုဆူတောင်းရင်အဲ့လိုပဲဆူတောင်းရုပ်မှလည်းစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲတော့မှမဆုံးမရစေနဲ့ဒါဖြင့်ပါပိဿရုပ်မှလည်းစိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာပါမမမကန်နဲ့နီလန်းနဲ့ချီးမွမ်းခံခြင်းတဲ့ပုဂ္ဂိုလ်တွေထက်တန်းရောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပါပိဿလို့ခေါ်တယ်ကိုယ်မတကယ်အရေးချင်းမရှိပဲနဲ့အထက်တန်းကိုတက်ခြင်းနဲ့အရေးချင်းရှိအောင်မလုပ်ပဲနဲ့ဖြတ်လန်းကနေလုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဒီလိုဆိုလို့အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်းလူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့ဒီလိုဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဘယ်တော့မှမဆုံတွေ့ပါရစေနဲ့ဒါသူလူကိုရွေးချယ်တယ်ပေါင်းတဲ့ဆက်ဆံမှုလူကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ကုတိတော်ဟိနဝိရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှာပြင်းတာလဲလို့စဉ်းစားကြည့်ဒီနေရာမှာဆိုလိုတဲ့ကုတိတဆိုတာဘာလို့လဲလောကီစီဝါရေးလုပ်ဖို့ရပြင်းတာတို့အလုံးမလုံးချင်တဲ့အပြင်းတို့အဲ့ဒါမျိုးလည်းရှိတယ်နော်အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်မှုဆိုရင်ကြီးပွားတိုးတက်မှုမရတော့ဘူးပေါ့ဒီပုဂ္ဂိုလ်စာတရားမဲ့အချိန်စာမသိဘူးစာချက်မှာပြင်းတယ်ဆိုသူကအောင်မြင်ကြီးပွားမှုမရှိတော့ဘူးအဲ့ပုဂ္ဂိုလ်မျိုးအလုံးမလုံးချင်မှုပြင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတိုးတက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်ဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တန်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသီတပြည့်သူလို့ဒီလိုခေါ်တယ်နော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတဲ့မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာနေတဲ့ပုဂ္ဂိုလ်ကိုကုသီတလို့ခေါ်တယ်ပြည့်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့ကုသိတေနအာကာရေနသီရတိတိကုသိတော်ရုပ်ပြည့်စင်းပြည့်စုံစုံမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုဏ်သိက္ခာအပြင်မပေါ်တော့ဘူးပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလို့ပေါ့ကုသိတော်ဟိနဝိရိယောလုံလဝိရိယတွေရောနေတဲ့ပုဂ္ဂိုလ်လုံလဝိရိယဆိုတာဘာလို့ပြောရမယ်ဆိုလို့ရှိရင်လောကီစီးပွားရေးမှာလည်းလုံလဝိရိယဆိုတာလိုအပ်တယ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်ကိုယ့်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိနေတာကိုမဖယ်ရှားပဲကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေဟိနဝိရိယလို့ခေါ်တယ်ဟိနဝိရိယလို့ခေါ်တယ်အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှသီလမရှိသေးရင်သီလရှိအောင်ကြိုးစားရမယ်သီလတွေကျင့်ပြည့်နေတယ်ဆိုရင်နောက်ထပ်အကျင့်မပြတ်အောင်ဖယ်ရှားဖို့ကြိုးစားအကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားရမယ်အဲ့ဒီလိုမကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူးမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနှစ်ရပ်ဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့သမ္ပပဒံတရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင်ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်ဟောမကောင်းတာနဲ့ပတ်သက်ပြီးနှစ်ခုဥပမာလူတယောက်ဟာစိတ်တူတတ်တယ်စိတ်ခဏခဏဆိုးတတ်တယ်ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေအဲဒီစိတ်တူတတ်တဲ့စိတ်ဆိုးတတ်တယ်ဆိုတာကိုမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောက်ထိမ့်သိမ်းဆောင်ရှောက်ရတဲ့စိတ်ဆိုးမှုပေါ်လာလို့ရှိရင်လည်းရင်ထဲမှာကြာရှည်မခံအောင်တွန်းလှန်ဖယ်ရှားအဲ့ဒါမှဝိရိယရှိလူလို့ခေါ်တယ်နောက်တစ်ခါမေတ္တာခေါင်းမာတယ်မေတ္တာခေါင်းမာနေတယ်ဆိုရင်မေတ္တာတရားကိုယ့်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစားမ
တိဆောက်ပြီးလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်အဝါကြီးမားလာအောင်ကြိုးစားဒီလိုဆိုလို့ကောင်းတဲ့ဟာကိုတိဆောက်ရမယ်ရလာပြီးရင်တိုးတက်အောင်လုပ်ရမယ်အဲ့ဒါကိုသမ္မာပဒံတရား၄ပါးလို့ခေါ်တယ်ကိုယ်မှသီလမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မျက်မျက်နှိုးနှိုးနဲ့ထိမ့်သိမ်းဆော့ရှော့တောင်းအောင်ကြိုးစားရမယ်အဲ့ဒါမှလူဘဝမြင့်တက်လာမှာဖြစ်တယ်ဒီလိုဆိုလို့တယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်ပြင်းကြီးတဲ့ပုဂ္ဂိုလ်လုံလဝိရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံတွေ့ခြင်းဘူးတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးနော်မဆုံတွေ့ခြင်းဘူးတဲ့အပတုတောအနာရတောကိနလောကသမိန်ကိတိယတချို့ကသင်ယူရမှာလေ့လာရမှာအဗ္ဗဓမ္မပြင်းတယ်မသင်ယူခြင်းဘူးဇာဝနာဝဘောဓုတအလွန်နဲတယ်ဘောဓုတမရှိဘူးဘုရားဘာသာဝင်ဖြစ်လာတယ်ဖះဘာကြောင့်ကိုးကွယ်ရတယ်နော်ဒုသနမှာဘယ်လိုရှိရမလဲတိလဘာကြောင့်စောင့်တဲ့တယ်ဒါနကုသိုလ်ဆိုဘာကြောင့်လုပ်ရတယ်ဆိုတဲ့ဇာဝနာဝကစပြီးတော့သင်ကြားထားတာဘာတစ်ခုမှမရှိဘူးသူများတွေသင်ကြတယ်အဘိဓမ္မာဟိုကဘာမှမသိဘူးသင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုဒါမဟုတ်ဘူးနော်အပတုတ္တအဘိဓမ္မာတွေသင်ကြတယ်ဝိသုဒ္ဓိမေတ္တိသင်ကြတယ်ဘုရားဟောတဲ့တရားဓမ္မတွေနဲ့သင်ကြားဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့သင်ကြားမှုတွေတခုမှမရှိဘူးဆိုရင်သူဟာဘာတစ်ခုမှသိမှာမဟုတ်ဘူးပေါ့လောကီနဲ့ပတ်သက်ပြီးတော့လည်းသင်ကြားမှုမရှိဘူးဆိုရင်ကြီးပွားတိုးတက်မှုကဘာအသိဉာဏ်မှရှိမှာမဟုတ်ဘူးအဲ့ဒါလိုအပတုတ္တဘောဓုတနေပြီးတော့သင်ကြားမှုအားနည်းတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆုံးရင်ဘူးအနာရတောလူဆိုတာပတ်ဝန်းကျင်ကိုယ့်ကိုယ်ပဲလေးစားရမယ်ကိုယ်ပတ်ဝန်းကျင်ကိုလည်းလေးစားရတယ်ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုကင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာတော့ဘာမှမရဘူးနော်ကေနလောကသမိန်ဂိန္တိယအဲ့ဒီပုဂ္ဂိုလ်တွေမှာတိုးတက်เสียလမ်းဆုံးလို့တစ်ခုမှမရှိဘူးဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့နဲ့ဆုံတွေ့ရခြင်းဟာအလကားပဲတန်ဖိုးထားတဲ့ပုံကိုကြည့်ရနော်ကိုယ်နဲ့ဆုံတဲ့ပုဂ္ဂိုလ်ဟာဘောဓုတရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ဆရာဘောဓုတစကားတွေမကြားနိုင်ရပေဘူးလားကြားနိုင်သူကြိုးစားခဲ့ပုံတွေကိုသိရတဲ့အခါကိုယ်လည်းကြိုးစားခြင်းစိတ်ဖြစ်လာသူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုယ်လည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးရှိအဲ့ဒီလိုမှမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိကြိုးစားအထောက်မှုမရှိဘောဓုတမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ကတော့လောကကြီးမှာဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံစည်းချင်ဘူး